ဇလန်းသည်ဘိုက်ကင်းခေတ်ရှိဒိန်းမတ်နိုင်ငံတွင်စတင်သည်တောင်တလုံး၏အပေါ်တွင်အေယာမကြီးတဦးသည်သူ၏ကလေးငယ်ဖြစ်သောတယိုလေးတစ်ယောက်နှင့်ပျော်ရွှင်စွာကစားနေသည့်ရုတ်တရက်ဒိန်းမတ်လူမျိုးနယ်စု၏ခေါင်းဆောင်သည်သူ၏စစ်သားများနှင့်အတူမြင်းစည်း၍ရောက်လာသည်သူတို့၏ရည်ရွယ်ချက်မှာအေယာမကြီးကိုတပ်ဖြတ်ရန်ဖြစ်သည်သို့သောသူတို့မရောက်မီအေယာမကြီးကအဝေးမှမြင်တွေ့လိုက်သည်သူ၏ကလေးကိုကာကွယ်ရန်ချက်ချင်းကောက်ယူကာတောင်၏အခြားဘက်သို့ပြေးသွားသည်သို့သောခေါင်းဆောင်နှင့်သူ၏လူများကဝိုင်းပြန်လိုက်ကြသည်အေယာမကြီးသည်သူ၏ကလေးကိုတောင်ဆောင်တွင်ဖုံးကွယ်ထားပြီးစစ်မတိုက်ဘဲသူတို့ကိုကြောက်ရွံ့စေရန်ကြိုးစားသည်သူတို့ပြန်လှည့်သွားမည်ဟုမျှော်လင့်သည်သို့သောသူတို့မပြန်သွားကြပေများများလန့်များနှင့်မီးလောင်တုံများဖြင့်တိုက်ခိုက်ကြသည်အေယာမကြီးသည်လှမ်းတက်နေရာမှချော်လဲကြပြီးချက်ချင်းတေဆုံးသွားသည်ဖုံးကွယ်နေရာမှတရုတ်ကလေးသည်အရာအလုံးကိုတိတ်ဆိတ်စွာကြည့်ရှုနေသည်ထို့နောက်ခေါင်းဆောင်သည်တောင်စွန်းသို့လျှောက်လာပြီးသူ၏မျက်နှာဖုံးကိုဖြုတ်လိုက်သည်အောက်ကိုကြည့်လိုက်သောအခါတရုတ်ကလေးကိုမြင်တွေ့သည်ခဏတာကလေးကိုပါတက်ရန်စဉ်းစားတော်လဲကလေးငယ်သာဖြစ်သောကြောင့်အသက်ချန်ထားရန်ဆုံးဖြတ်လိုက်သည်သူ၏လူများကိုမပြောဘဲပြန်လှည့်၍ထွက်ခွာသွားသည်တရုတ်ကလေးသည်တောင်မှဆင်းလာသည်ပင်လယ်နီးတွင်သူ၏ဖခင်၏အသက်မဲ့ကိုတွေ့ရသည်ကြက်နှင့်လင်းယုံများမှကာကွယ်ရန်ကိုဆွဲယူရန်ကြိုးစားတော်လဲအလွန်လေးလံလွန်းသည်နောက်ဆုံးတွင်ဓာတ်တလက်ဖြင့်ကိုအပိုင်းပိုင်းခွဲဖြတ်ပြီးဂူအတွင်းသို့တည်ဆောင်သွားသည်ထိုနေရာတွင်အယိုးကျန်များကိုဖုံးကွယ်ထားပြီးရောက်ထဲနေထိုင်လာသည်နှစ်များစွာကြာမြင့်သွားပြီးတရိုသည်ကြီးပြင်းလာသည်သို့သောနေတိုင်းဖခင်၏ခေါင်းဖြတ်အယိုးကိုကြည်တိုင်းဝမ်းနည်းစွာငိုကြွေးပြီးအမတ်တရပြန်လဲတတိယနေသည်ထိုအချိန်တည်းတွင်ဒိမတ်ရှိဘိုက်ကင်းမျိုးနယ်စုတွင်ဖုံးတော်ကြီးတဦးကတဲခိုခန်းအသစ်ဖွင့်ပွဲအတွက်ဘာသာရေးအခမ်းအနားပြုလုပ်နေသည်သူကခေါင်းဆောင်အားတဲခိုခန်းသည်အပြည့်အဝပြင်ဆင်ပြီးဖြစ်ကြောင်းကြေညာသည့်အခြားဖက်တွင်ဖခင်အတွက်လက်စားချေရန်နှစ်ပေါင်းများစွာစောင့်ဆိုင်းခဲ့သောတရိုသည်နောက်ဆုံးတွင်ကူမှထွက်လာသည့်ထိုညနေတွင်ဘိုက်ကင်းစစ်သားများတဲခိုခန်းအတွင်းအောင်ပွဲခံတောက်စားနေချိန်တွင်တယိုရောက်လာသည့်အပြင်ဘက်ရှိအဆောင်ကိုခေါင်းကိုထုချိုးတက်ဖြတ်ပြီးအတွင်းသို့ဝင်ရောက်သည့်အတွင်း၌ဘိုက်ကင်းများကိုအပြင်းထန်တက်ဖြတ်လိုက်သည့်နောက်တနေ့မနက်တွင်ခေါင်းဆောင်သည်သူ၏လူများနှင့်အတူတဲခိုခန်းသို့ရောက်လာသည်မြင်ကွင်းကြောင့်သူအံ့အားသင့်သွားသည်မနေ့ညကအဲ့ဒီမှာနေခဲ့သောဘိုက်ကင်းစစ်သားများ၏ကိုများသည်နေရာအနှံ့ပြန့်နှံ့လျက်ရှိသည့်အားလုံးကိုရက်ဆက်စွာတက်ဖြတ်ထားသည့်ခေါင်းဆောင်ကသူ၏တပ်မှုကိုမေးသည်ဒီအဖြစ်ပြက်ဖြစ်နေချိန်မင်းဘယ်မှရှိနေလဲတပ်မှုကပြန်ဖြေသည်ကျွန်တော်ရွာထဲမှာရှိနေခဲ့ပါတယ်လူငယ်အချို့ကတောက်စားပြီးနောက်ဒီမှာနေခဲ့ကြပေမဲ့ဘာဖြစ်ခဲ့လဲဆိုတာတော့ကျွန်တော်မသိပါဘူး